ယာယာပရိုင်းဂျိုဘော်ကမျိုးနွယ်စုတွေထဲမှာတက်ခါအရွယ်စားတီးငယ်ပြီးအားနေတဲ့မုတ်ဆိုးငယ်လေးတစ်ယောက်ပါတနေ့မှသူဟာအကိုဖြစ်သူကိုရေးနဲ့လေးကျင်ရေးစင်းနေတော့အဖေဖြစ်သူနှစ်ချာရောက်လာပြီးတက်ကိုအားနေလုံးလို့တတ်ပြစ်ဖို့အမိန့်ပေးပါတယ်ဒါပေမဲ့ညီဖြစ်သူကိုတန်ရောစင်ကြီးတဲ့ကိုရေးကအဖေဖြစ်သူနဲ့အသေးအလဲပြန်ချပြီးသူ့အသက်ကိုစတေးကတက်ကိုဂျန်နာလို့ခေါ်တဲ့အတီအပြောက်များလာတဲ့တီမန်တမန်ကျူစီလွတ်မြောက်အောင်တင်းပေါ်နဲ့ပို့ဆောင်ပေးလိုက်ပါတယ်။တက်ရဲ့ရည်ရွယ်ချက်ကတော့ဂျန်နာဂျိုပေါ်မှာရှိတဲ့မတီနိုင်တဲ့အီယာမဘလူးကြီးကလစ်ကိုအမဲလိုက်ပြီးသူ့ကိုယ်သူတတ်သိပြဖို့ပါပဲ။ဂျိုပေါ်ကိုပြတ်ကျသွားတဲ့တက်ဟာအန်ဒီယေများတဲ့အပင်တွေတားရဲတွေနဲ့ရင်ဆိုင်ရပါတယ်။အဲ့ဒီနောက်မှာအီယာမလင်းယုံကြီးရန်ကနေလွတ်မြောက်လာတဲ့တီယာဆိုတဲ့ဝေလန်ယူတာနီကုမ္ပဏီကဖန်တီးထားတဲ့ခန္ဓာကိုယ်တဝက်ပြတ်နေတဲ့စက်ရုံမလီစင်သက်တစ်နဲ့တွေ့ဆုံခဲ့ပါတယ်။အစားကတော့တက်ကသူမကိုအသုံးမဝင်တဲ့စက်ရုပ်ဖြစ်သဘောထားပြီးဂယုမဆိုင်ခဲ့ပေမဲ့တီယာကကလစ်ရှိတဲ့နေရာကိုလမ်းပြပေးနိုင်တယ်ဆိုလို့သူမကိုကြောဖိုးပြီးအတူတူခီးဆက်ခဲ့ကြပါတယ်။ခီးသွားရင်သူတို့ဟာဓားလိုထက်မြက်တဲ့မြက်ခင်းပြင်ကြီးတွေနဲ့တားရဲတရိษံတွေကိုကြော်ဖြတ်ခဲ့ရပါတယ်။အဲ့ဒီလိုသွားရင်နဲ့ခွန်အားချီးပြီးမြန်ဆန်လာတဲ့တတ္တဝါပေါက်စာလေးတစ်ကောင်နဲ့တွေ့ဆုံခဲ့ပြီးတီယာကဘတ်လို့နာမည်ပေးလိုက်ပါတယ်။ဘတ်ဟာဒက်ကီအမဲလိုက်ပုံတွေကိုသဘောကျပြီးနောက်ကနေတကောက်ကောက်လိုက်လာခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲတီယာကိုဒီဂျိုပေါ်မှာပြစ်ထားခဲ့တဲ့သူမနဲ့ရုပ်တူတဲ့တက်ဆာဆိုတဲ့စက်ရုံမလီဟာသူမရဲ့တပ်ဖွဲ့နဲ့တူကလစ်ကိုကုမ္ပဏီအတွက်ဖမ်းဆီးဖို့ရောက်ရှိလာပါတယ်။တက်စခန်အပြက်အစီးတစ်ခုကိုရောက်တဲ့အခါတီယာကသူမရဲ့ချက်တောက်တွေကိုပြန်လေတက်ဆန်နေတော့မတီနိုင်တဲ့အီယာမကလစ်ကြီးရောက်လာပါတယ်။ဓာတ်တယောက်ကလစ်ကြီးနဲ့အတီအလေးတိုက်ခိုက်နေတော့တက်ဆာရောက်လာပြီးဘုံခွဲကနှစ်ကောင်လုံးကို EK ဖမ်းဆီးသွားပါတယ်။တက်ဆာကဓာတ်ကိုရက်ရက်ဆက်ဆက်ဆန်းတက်ဖို့လုပ်တဲ့အခါတီယာကသူမကိုတဖို့စရုပ်တရုပ်ဆိုတာထပ်ပိုတဲ့ခန်းစားချက်တွေနဲ့ဓာတ်ကိုလွတ်မြောက်အောင်ကူညီပေးလိုက်ပါတယ်။လွတ်မြောက်သွားတဲ့ဓာတ်ဟာတတဝါလေးဘတ်ရဲ့အကျင့်စရိုက်တွေကိုတတိထားမိသွားပြီးတကယ်တော့ဘတ်ဟာအီယာမကလစ်ကြီးရဲ့တားပေါက်လေးဖြစ်ကြောင်းသိလိုက်ရပါတယ်။အမေလိုက်ဖမ်းဆီးတာထက်ကိုမိသားစုအုပ်စုကိုကာကွယ်ဖို့ကပိုအရေးကြီးတယ်ဆိုတာနားလေသွားတဲ့ဓာတ်ဟာဒီဂျိုဘော်ကအစိတ်ပြင်းတဲ့တဘာဝအပင်တွေတရိษံတွေကိုလက်နက်အဖြတ်သုံးပြီးတီးယားရဲ့ချက်တောက်တွေကိုပြန်ယူပေးဖို့နဲ့ဘတ်ရဲ့မိခင်ကလစ်ကြီးကိုကေတင်ဖို့တက်ဆာရဲ့စခန်းကိုဝင်ရောက်စီးနှင်းပါတော့တယ်။တိုက်ပွဲမှာဓာတ်ပြန်လေပေါင်းစည်းသွားတဲ့တီးယားနဲ့တတော်လေးဘတ်၃ယောက်ပေါင်းပြီးစက်ရုပ်တပ်သားတွေကိုအနိုင်ယူခဲ့ကြပါတယ်။အချုပ်ထဲကလွတ်လာတဲ့မိခင်ခါလစ်ကြီးကလည်းတက်ဆာရဲ့အီယာမတိုက်ခတ်ရေးစက်ရုပ်ကြီးကိုဖျက်ဆီးပစ်လိုက်ပါတယ်။ဒါပေမဲ့တက်ဆာဟာခါလစ်ကြီးရဲ့ဖိုက်ထဲကနေအီဂဲဘုံကိုဖောက်ခွဲလိုက်တာကြောင့်မိခင်ခါလစ်ကြီးတိဆုံးသွားရပြီးဒေါသထွက်သွားတဲ့တက်ကတက်ဆာကိုအတိတက်ကလက်စားချီပေးလိုက်ပါတယ်။နောက်ဆုံးမှာတော့တက်ခါယာယာဂျိုကိုပြန်သွားပြီးသူ့ကိုအမြင်နေခဲ့တဲ့အဖေဖြစ်သူအင်ဂျာကိုအနိုင်ယူလိုက်ပါတယ်။အင်ဂျာကသူ့ကိုမျိုးနွယ်စုကလန်နဲ့ပြန်လက်ခံမယ်လို့ပြောပေမဲ့ဓာတ်ကဂယုမဆိုင်ပဲညင်းပေခဲ့ပါတယ်။အဲ့ဒီနောက်အရွယ်ရောက်လာပြီဖြစ်တဲ့ဘတ်ကအင်ဂျာရဲ့ခေါင်းကိုကိုက်ဖြတ်စားတောက်လိုက်ပါတယ်။အခုဆိုရင်ဓာတ်မှာတီယာနဲ့ဘတ်တို့ပါဝင်တဲ့သူ့ကိုအမှန်တကယ်နားလေတဲ့ကိုဗိုင်မိသားစုတစ်ခုရှိနေပြီဖြစ်ပါတယ်။အဲ့ဒီအချိန်မှာပဲဓာတ်ရဲ့မိခင်ဖြစ်သူရဲ့တင်ပေါ်ရောက်လာရင်ဒီစိတ်ကူးရဲ့ action ဆက်လန်လေးအဆုံးသတ်သွားပါတော့တယ်။